ရွှေရတောင်ဒူရီချန်နယ်မှချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရွှေရတောင်ဒူရီချန်နယ်မှ4 ရက်2 လ2026မနက်ပိုင်းဒူရီပုံကနန်းကိုတင်ပြပေးပါတော့မယ်မိတ်ဆွေများအနေနဲ့ကြိုက်နှစ်သက်တဲ့ဆိုမှအသုံးပြုကြပါဒီခွန်ရယ်ကျွန်တော်တို့ဒီခွန်ရယ်ဒီ1ရယ်ဆိုတော့8ပါဒီ1နဲ့ပေါင်းရင်9ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့9 4 6ဆိုတဲ့ပရိတ်ကိုရပါမယ်ဒါကပရိတ်တိုင်းပါအဲ့ဒီမှာပြန်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီနှလုံးကခွန်ပါဒီခွန်ရယ်ဒီ9ရယ်က6ပါ6ဖြစ်တဲ့အတွက်ကြောင့်ဒီနှလုံးပေါင်းက6ဖြစ်ပေးရပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က6ပရိတ်ကမှန်သွားပါပြီနောက်တစ်ခါဒီ9ရယ်ဒီ2ရယ်ကခွန်ပါဒီ3နဲ့ပေါင်းတော့3ညပါဒါဆိုလို့ရှိရင်3ည5ခွန်ဆိုတဲ့ပရိတ်ကိုရပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီနှလုံးပေါင်းက2ပါ2ဖြစ်တဲ့အတွက်ကြောင့်ဒီနှလုံးပေါင်းကလည်း2ဖြစ်ပေးရပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က9ပရိတ်နဲ့9ပရိတ်ကိုရသွားပါပြီနောက်တစ်ခါကျွန်တော်တို့အနေနဲ့ဒီ6ရယ်ဒီ1ရယ်ပေါင်းတော့ခွန်ပါဒီ3နဲ့ပေါင်းလို့ရှိရင်3ညပါအဲ့ဒီမှာကျွန်တော်တို့အနေနဲ့3ည5ခွန်ဆိုတဲ့ပရိတ်ကိုရပါမယ်အဲ့ဒီမှာကျွန်တော်တို့အနေနဲ့ဒီ3ညရယ်ဒီ9ရယ်ပေါင်းတော့5ပါ5ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီလို5ဖြစ်ပေးရပါမယ်ဒါဆိုလို့ရှိရင်5ထိပ်ကိုရပါပြီ5ပရိတ်ကိုရပါပြီနောက်တစ်ခါကျွန်တော်တို့အနေနဲ့ဒီ8ကဒီ3ရပေါင်းတော့1ပါဒီ8နဲ့ပေါင်းရင်9ပါ
9ဆိုတော့ကျွန်တော်တို့အနေနဲ့9 4 6ဆိုတဲ့ပရိတ်ကိုရပါမယ်အဲ့ဒီမှာကျွန်တော်တို့အနေနဲ့ဒီခွန်ရယ်ဒီ9ရယ်ပေါင်းတော့ဒီခွန်ရယ်ဒီ3ညရယ်ပေါင်းရယ်ခွန်မှာဒီနှလုံးပေါင်းခွန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒီ9နဲ့ဒီခွန်နဲ့ဒါနဲ့ဆိုရင်9ဖြစ်ပေးရပါမယ်အဲ့ဒီမှာပြောချင်တာကသူ့အနေနဲ့9ကိုပါဝါခွန်ကိုပါဝါခံလို့ရှိရင်2ပါဒီတပွဲမှာတော့သူက2ကိုခွန်ရယ်900ပေါင်းတော့2ဆိုတော့ခွန်ပါဝါ2ကိုချပေးသွားပါတယ်ဒီ9ရယ်ဒီ3ရယ်ပေါင်းတော့8ပါဒီ9ရယ်ပေါင်းတော့3ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့3 8 5ဆိုတဲ့ပရိတ်ကိုရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ထိပ်စီးတဲ့ပရိတ်ကိုပြရမယ်ဆိုရင်ဒီနှလုံးပေါင်းက9ပါ9ဖြစ်တဲ့အတွက်ကြောင့်ဒီနှလုံးပေါင်းက9ဖြစ်ပေးရပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ထိပ်စီးကိုဒီနှလုံးပေါင်း9ကြောင့်ဒီနှလုံးပေါင်း9ကြောင့်ဒီနှလုံးပေါင်း9ဖြစ်သွားတဲ့အခါမှာကျွန်တော်တို့အနေနဲ့ကဒီ3ဆိုလို့ရှိရင်ဒီ3ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့6လေးထည့်ပေးရပါမယ်ဒီ10ပရိတ်ဆိုလို့ရှိရင်9ဆိုတာထည့်ပေးရပါမယ်ဒီ9ဆိုလို့ရှိရင်96ဆိုတာထည့်ပေးရပါမယ်နော်အဲ့တော့ကျွန်တော်တို့အနေနဲ့နောက်တစ်ခါမနက်ဖြန်4ရက်နေ့အတွက်4ရက်2လ2026မနက်ပိုင်း12နာရီကဏ္ဍကိုရှာမယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီ9ရယ်ဒီ8ရယ်ဆိုတော့3ပါဒီ3ညနဲ့ပေါင်းတော့3ပါပဲဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့3 8 5ဆိုတဲ့ပရိတ်ကိုရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကဒီနှလုံးက4ပါဒီနှလုံး4ဖြစ်တဲ့အတွက်ကြောင့်ဒီလို4ဖြစ်ပေးရပါမယ်ဒီလို4ဖြစ်ပေးရပါမယ်ဒါဆိုလို့ရှိရင်4ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်9ထည့်ပေးရပါမယ်9ထိပ်ကိုထည့်ပေးရပါမယ်ဒါက9ထိပ်ကဒီနှလုံးပေါင်း4ဖြစ်တဲ့အတွက်ကြောင့်
ဒီနှလုံးပေါင်း4ဖြစ်ပေးရပါမယ်ဒါကြောင့်မို့5ထိပ်ပါအဲ့ဒီမှာ5နဲ့ပတ်သက်လို့5ထိပ်နဲ့3ပရိတ်ဆိုရင်58ပါ58ပါ5ထိပ်နဲ့8ပရိတ်ဆိုလို့ရှိရင်53ပါ5ထိပ်နဲ့5ပရိတ်ဆိုလို့ရှိရင်53ညပါအဲ့တော့ကံကောင်းခြင်းကံမကောင်းခြင်းဆိုတာမိတ်ဆွေများပေါ်မှာမူတည်ပါတယ်မိတ်ဆွေများနဲ့ကျွန်တော်ရဲ့အပေါ်မှာမူတည်ပါတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့စေတနာထားပြီးတော့မိတ်ဆွေများကိုတင်ပြပေးခြင်းဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ကံကောင်းခြင်းများစွာလက်လာပါများဝင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်ရဲ့ channel လေးကိုလည်းအမြဲကြည့်လို့ရအောင် like and subscribe လေးလုပ်ပေးထားကြပါလို့ပြောချင်ပါတယ်အားလုံးမင်္ဂလာပါ